ဇလန်းအစမှာတော့မင်းသမီးချောလေးဟာဖုန်းပြောနေရင်လူတစ်ယောက်နဲ့မတော်တဆတိုက်မိသွားပါတယ်။အဲ့ဒီလိုတိုက်မိလိုက်တာကြောင့်သူမရဲ့ဖုန်းလေးမြေကြီးပေါ်ပြုတ်ကျပြီးပျက်စီးသွားပေမဲ့အဲ့ဒီလူကတော့တောင်းပန်စကားတစ်ခွန်းအောင်မပြောဘဲထွက်သွားခဲ့တာပါ။ဒါကိုစိတ်တူသွားတဲ့သူမကအဲ့ဒီလူနောက်ကိုချက်ချင်းလိုက်ပေမဲ့လည်းလူအုပ်ကြီးကကြားထဲမှာပိတ်ဆို့နေခဲ့ပါတယ်။ဒါပေမဲ့အနာကသတင်းထောက်တွေပြောနေတာကိုနားထောင်ရင်းနဲ့အဲ့ဒီလူရဲ့နာမည်ကိုသိသွားခဲ့ပြီးသူ့ကိုရက်တက်မှုအတွက်အကျယ်ကြီးလှမ်းអော်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲပတ်ဝန်းကျင်ကလူတွေဟာသူတို့နှစ်ယောက်ကိုလူသိရှင်ကြားပတ်သက်မှုရှိတယ်လို့ထင်သွားပြီးငြိမ်ကျသွားခဲ့တာပါအခြေအနေကိုကြည့်ပြီးသူမကဖုံးရော်ကြီးတောင်းမှုရှေ့တိုးလိုက်တဲ့အချိန်မှာပဲတယောက်ယောက်ရဲ့တွန်းလိုက်မှုကြောင့်ခြေချော်ပြီးအဲ့ဒီလူပေါ်ကိုထက်လျက်သားပြုတ်ကျသွားပါတော့တယ်ဒီမြင်ကွင်းကိုဘေးနာကသတင်းထောက်တွေကလည်းအလွတ်မပေးပဲသူမကိုအဲ့ဒီလူရဲ့လှုပ်ဝက်ချစ်သူလို့ထင်မှတ်ပြီးတပ်ပုံတွေတရက်ဆက်ရိုက်ကြပါတော့တယ်ဒါနဲ့ပဲသူမဟာမတက်တာတဲ့အစုံအဲ့ဒီလူရဲ့ကားပေါ်ကိုလိုက်ပါသွားခဲ့ရပြီးအခင်းဖြစ်ရာကနေအမြန်ထွက်ခွာလာခဲ့ပါတယ်ကားပေါ်ရောက်တော့သူမကဖုန်းအတွက်ရော်ကြီးတောင်းပေမဲ့အဲ့ဒီလူကတော့အေးဆက်ဆက်နဲ့ပဲတယောက်ယောက်ကဆက်သွယ်လာလိမ့်မယ်လို့ပြန်ပြောခဲ့တာပါသတင်းထောက်တွေကိုအောင်မြင်စွာဖျက်ကျော်ပြီးနောက်မှာတော့သူကသူမကိုတနေရာမှာချပေးခဲ့ပါတယ်သူပေးခဲ့တဲ့လိပ်စာကတ်ကိုကြည့်ပြီးသူမတယောက်တည်းဒေါသထွက်ကြံခဲ့တယ်လို့တွားစရာနေရာမရှိတာကြောင့်တငယ်ချင်းဖြစ်သူရဲ့အိမ်မှာပဲခိတ္တခဏတဲခုဖို့ဆုံးဖြတ်လိုက်ပါတယ်တငယ်ချင်းနဲ့စကားပြောရင်းမှလေးစိတ်မှာခီးဆောင်အိတ်ကြံခဲ့တာကိုရုတ်တရက်တတိယသွားခဲ့တာပါအဲ့ဒီနောက်မှာတော့တငယ်ချင်းဖြစ်သူကလူလွတ်ပြီးကူညီရှာဖွေပေးခဲ့ပေမဲ့လေးစိတ်ကိုရောက်တဲ့အခါမှာတော့သူမရဲ့အိတ်ကိုကင်ထားတဲ့အဲ့ဒီလူကိုပဲထပ်တွေ့လိုက်ရပြန်ပါတယ်လိုက်ဖမ်းပေမဲ့လည်းမမီလိုက်ပဲလွတ်သွားခဲ့ရတာပါအဲ့ဒီအချိန်မှာပဲသူမရဲ့အမေစီကဖုန်းလာပြီးအရင်ကငှားထားတဲ့အိမ်မှာအိမ်ငှားကမကြခင်ဖယ်ပေးတော့မှမို့လို့အဲ့ဒီမှာသွားနေဖို့ပြောလာပါတယ်ဒါနဲ့ပဲသူမလည်းအမေပေးတဲ့လိပ်စာအတိုင်းသွားကြည့်တဲ့အခါမှာတော့တကားလာဖွင့်ပေးတဲ့လူကတခြားသူမဟုတ်ပဲသူမနဲ့အဆင်မပြေဖြစ်ခဲ့တဲ့အဲ့ဒီလူကြီးဖြစ်နေတာကိုအံ့ဩဖွယ်တွေးလိုက်ရပါတယ်ပြောရမယ်ဆိုရင်သူမအိမ်ရဲ့အိမ်ကအဲ့ဒီလူဖြစ်နေတာပါအဲ့ဒီလူကသူမကိုတွေ့ချင်းပဲဖုံးဖိုးလျှော်ပေးခဲ့ပေမဲ့သူမကအိမ်ကနေဖယ်ပေးဖို့ပြောလိုက်တဲ့အခါမှာတော့စာချုပ်ကိုထုတ်ပြပြီးစာချုပ်ဖောက်ဖျက်ခြင်း300ပေးရမယ်လို့ဖိအားပေးလာပါတော့တယ်အဲ့ဒီလောက်များပြားတဲ့ငွေပမာဏကိုကြားလိုက်ရတော့သူမလည်းစွန့်သွားခဲ့ရပါတယ်အခြေအနေကိုကြည့်ပြီးအဲ့ဒီလူကရှင်းပြလာတာကတော့လေစိတ်မှာရိုက်မိသွားတဲ့တပ်ပုံတွေကြောင့်ကုမ္ပဏီမှာထိခိုက်မှုတွေရှိနေတာမို့လို့ဆုံးရှုံးမှုတွေကိုပြန်ကူစားဖို့အတွက်သူမကိုသူ့ရဲ့ချစ်သူအဖြစ်ဟန်ဆောင်ပေးဖို့ကမ်းလှမ်းလာတာပါအဲ့ဒီလိုဟန်ဆောင်ပေးရင်အိမ်ငါကပေးစရာမလိုတဲ့အပြင်သူမကိုအိမ်ငါခရဲ့နှစ်ဆတောင်ပြန်ပေးဦးမှာဖြစ်ပါတယ်ဒါကိုကြားလိုက်ရတဲ့မင်းသမီးလေးကတော့လက်ထဲကစာချုပ်ကိုတစ်ချက်ကြည့်ပြီးဘာမှမစင်စားတော့ပဲသူ့ရဲ့ကမ်းလှမ်းချက်ကိုချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်ဒီစကားကိုတင်ကြည့်ပြီးသွားပြီလားတင်းရဲ့ထင်မြင်ချက်ကို comment မှာပြောခဲ့ပါဒီလို movie recap တွေထပ်ကြည့်ချင်ရင် like and follow လုပ်ပြီးမင်းရဲ့တငယ်ချင်းကို share ပေးလိုက်ပါ